ခေါင်းစည်းကွင်းထိုးနည်းလေးကိုထိုးပြပေးသွားပါမယ်ဒီခေါင်းစည်းကွင်းလေးထိုးဖို့အတွက်ဘေဘီချီလေးနှလုံးသုံးထားပါတယ်စိမ်းရောင်လေးလည်းသုံးထားပါတယ်အကတော့3 mm နဲ့2 mm ကိုသုံးထားပါတယ်ခေါင်းစည်းကွင်းတစ်ကွင်းလိုပါမယ်ကကြီးတစ်လက်လိုပါမယ်အတစ်ချောင်းလိုပါမယ်ဒီခေါင်းစည်းကွင်းလေးကိုဒီကျိုးလေးကိုနှစ်ကျိုးပူးပြီးတော့ထိုးမှာပါစလင်းတော်လေးလုံးမယ်လုပ်ပြီးရင်ခေါင်းစည်းရိုးမှာတိုင်တူလေးတွေပတ်ပတ်လဲထိုးသွားပါမယ်ပြီးရင်ဒီတစိမ့်ကလေးဒီနေရာလေးရောက်ရင်ချိန်နှစ်ခုနဲ့ကြော်ပြီးတော့ထိုးမှာပါပြီးရင်ဒီထိတ်ကိုရောက်လာပြီဆိုရင်ဒီထိတ်ကတိုင်လိုထိတ်ကနေရာလေးမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ဆက်ပြီးပြီဆိုရင်နောက်ထပ်ဖုံမီနှစ်ခုတက်ပါမယ်တက်ပြီးလို့ရှိရင်တိုင်လက်ထိုးမယ်တိုင်လက်ကိုတိုင်ပွားလေးတွေထိုးပါမယ်တိုင်လက်ကိုတိုင်ပွားလေးတွေထိုးပါမယ်ဒီပတ်ပတ်လေးကိုထိုးသွားပါမယ်တိုင်ပွားလေးတွေကိုပတ်ပတ်တယ်တိုင်လက်ကလေးတွေကိုတိုင်ပွားလေးတွေပတ်ပတ်လဲထိုးသွားပါမယ်ဒီချင်းနှစ်ခုထိုးထားတဲ့အပေါက်ထဲမှာတိုင်လက်4တိုင်ချင်းနှစ်ခုဖြစ်တော့တိုင်ပွားနှစ်ခုထိုးရမှာဆိုတော့4တိုင်ဒါဆိုရင်ဒီထိတ်မှာသွားပြီးတော့ရှက်ကော်လေးနဲ့ချိန်လိုက်ပါမယ်ပြီးရင်ဖမီတစ်ခုထိုးပြီးတော့ညှချပါမယ်နောက်တစ်ရောင်ဒီရားလေးပြီးသွားပြီနောက်တစ်ရောင်ပြောင်းဖို့အတွက်စိမ်းရောင်လေးထိုးမယ်အနံပါတ်က2ကိုပြောင်းထားတယ်အနံပါတ် 2.0 mm ပြောင်းထားတယ်ပြီးရင်ခြီလေးကိုဒီကနေဒီလိုကောမယ်ကောပြီးရင်ချိန်ရ1 2 3ချိန်3ခုထိုးမယ်ထိုးပြီးရင်ဒီမှာတစ်ပေါက်ကိုကြော်မယ်နောက်ထပ်ချိန်3ခုထိုးမယ်တစ်ပေါက်ကြော်မယ်နောက်ထပ်ချိန်3ခုထိုးမယ်တစ်ပေါက်ကြော်မယ်ချိန်3ခုထိုးလိုက်တစ်ပေါက်ကြော်လိုက်နဲ့ချိန်3ခုထိုးလိုက်တစ်ပေါက်ကြော်ထိုးမယ်ဒီနေ့တော့တစ်ပေါက်ကြော်မယ်ဒီနေ့တော့တစ်ပေါက်ကြော်မယ်ဒီလိုမျိုးပတ်ပတ်လဲထိုးလာပါမယ်ချိန်3ခု
တစ်ပေါက်ကျော်မယ်တိုင်တိုနဲ့ချိန်မယ်ဒါကတော့နောက်ဆုံးချိန်3ခုပြီးရင်ဒီဘက်မှာဒီလိုမျိုးလာပြီးတော့ချိန်မယ်ဒါကြတော့ရှက်ကော်လေးနဲ့ချိန်လိုက်မယ်ဒါရှက်ကော်လေးနဲ့ချိန်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဒီဘက်ဘေးကိုဒါပြီးသွားပြီဒီလိုလေးရမယ်ဒီလိုလေးရရင်ဒီဘက်ကပထမဦးဆုံးခွင်းလေးမှာလာပြီးတော့ရှက်ကော်လေးနဲ့ဝင်မယ်ရှက်ကော်လေးနဲ့ဝင်မယ်ပထမဆုံးခွင်းလေးမှာရှက်ကော်လေးနဲ့ဝင်ပြီးလို့ရှိရင်ချိန်က1 2 3 4 5 6ချိန်6ခုထိုးလိုက်မယ်ထိုးပြီးပြီဆိုလို့ရှိရင်ဒီသူ့ဘေးနာကရဲ့အပေါက်မှာတိုင်တိုနဲ့ထိုးမယ်ပြီးလို့ရှိရင်သူ့ဘေးနာကရဲ့အပေါက်မှာတိုင်လက်ထိုးမယ် HTC ထိုးမယ်ပြီးရင်ဒီတစ်ပေါက်မှာတိုင်ရှည်ထိုးမယ်တိုင်ရှည်ထိုးမယ်ပြီးရင်ဒီဘက်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်းထပ်ထိုးမယ်တိုင်ရှည်2တိုင်းပြီးရင်ဒီဘက်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်းထိုးမယ်တိုင်ရှည်က3တိုင်းတိုင်လက်က1တိုင်းတိုင်တိုးက1တိုင်းပြီးလို့ရှိရင်ဒီဘက်အပေါက်ကလေးမှာလာပြီးတော့ရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ရှက်ကော်လေးနဲ့ချိတ်ပြီးရင်ဖုန်မီတစ်ခုထိုးမယ်ထိုးပြီးရင်ဒီဘက်အပေါက်ကလေးမှာလာပြီးတော့ရှက်ကော်နဲ့ချိတ်မယ်ပြီးရင်ဖုန်မီတစ်ခုထိုးမယ်ဒီဘက်အပေါက်ကလေးမှာလာပြီးတော့ရှက်ကော်နဲ့ချိတ်မယ်အဲ့တော့ဒီတစ်ပေါက်တော့ခြားပါတယ်ခြားသွားပြီးတော့ဒီဘက်တစ်ပေါက်မှာ1 2 3 4 5 6ချိန်6ခုထိုးမယ်ထိုးပြီးရင်ဒီမှာတိုင်တိုးနဲ့တစ်ချက်ထိုးမယ်တိုင်လက်တစ်ချက်ထိုးမယ်ပြီးရင်တိုင်ရှည်တစ်ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်3ခါပြီးလို့ရှိရင်ဒီဘက်သူ့ဘေးကကရဲ့အပေါင်းမှာရှက်ကော်နဲ့လာချိတ်ပါမယ်ရှက်ကော်လေးနဲ့လာချိတ်ပြီးရင်ချိန်တစ်ခုထိုးပါမယ်ထိုးပြီးရင်ဒီဘက်အပေါင်းမှာတစ်ခါရှက်ကော်နဲ့လာချိတ်ပါမယ်ပြီးရင်ဒီလိုလေးဖြစ်မယ်ပြီးရင်ချိန်တစ်ခုထိုးပါမယ်ဒီဘက်အပေါက်မှာရှက်ကော်နဲ့လာချိတ်ပါမယ်အဲ့ဒါဆိုရင်ဒီအလယ်မှာဒီလိုတစ်ပေါက်ဖြစ်သွားပြီပြီးရင်ချိန်က1 2 3 4 5 6ချိန်6ခုထိုးမယ်ဒီဘက်ကပုံစံမျိုးဒီလိုမျိုးပတ်ပတ်လဲထိုးလာပါမယ်
ရှက်ကော်လေးနဲ့ချိန်မယ်ချိန်တစ်ခုထိုးမယ်ရှက်ကော်လေးနဲ့ချိန်မယ်ချိန်တစ်ခုထိုးမယ်ဒီမှာရှက်ကော်လေးနဲ့ချိန်ပါမယ်ပြီးရင်ဒါတစ်ပတ်လည်းလုံးပြီးသွားပါပြီရှက်ကော်လေးနဲ့ချိန်ပြီးရင်ဖွမီတစ်ချက်ထိုးထားမယ်ဖွမီလေးတစ်ချောင်းထိုးပြီးရင်ညှက်ချလိုက်ပါမယ်ပြီးလို့ရှိရင်စာသိမ်းပါမယ်ဒီလိုမျိုးလေးရပါမယ်ဒီလိုမျိုးလေးရပြီးပြီဆိုရင်ဒီအခက်ကလေးနှစ်ခက်ကအလယ်ချားမှာအပေါက်တစ်ပေါက်စီရှိပါတယ်အဲအပေါက်ထဲကနေပြီးတော့ဒီကျိုးလေးကိုတွင်းလိုက်ပါမယ်ဒီကျိုးလေးကိုတွင်းပြီးရင်ချိန်15ခုထိုးပါမယ်1 2 3 4 5 6 9 10 ချိန်15ခုထိုးပါမယ်ထိုးပြီးလို့ရှိရင်ချိန်1 2 3ပေါင်းမြောက်မှာတိုင်လက်ထိုးပါမယ်တိုင်လက်3ခုထိုးပါမယ်2ခု3ခု3ပေါင်းမြောက်မှာတိုင်လက်3ခုထိုးပြီးရင်သူ့ဘေးရတစ်ပေါက်မှာတိုင်ရှည်3နိုင်ထိုးပါမယ်2 3သူ့ဘေးရတစ်ပေါက်မှာတိုင်ရှည်3နိုင်ထိုးပြီးရင်တစ်ပေါက်စီကိုတိုင်ရှည်3နိုင်စီနဲ့ဒီနောက်ဆုံးတစ်ပေါက်ကျန်တဲ့ထီကိုထိုးလာပါမယ်တိုင်ရှည်ကြီးပဲတစ်ပေါက်ကို3တိုင်ဒီ2 3ဒီ2 3ထိုးလာလိုက်တာဒီနောက်ဆုံးတစ်ပေါက်ကိုရောက်တဲ့အခါမှာဒီပထမဦးဆုံးထိုးထားတဲ့ရှေ့ရတစ်ပေါက်ကိုထိုးထားသလိုပဲတိုင်လက်3နိုင်ထိုးရပါမယ်ဒီနောက်ဆုံးတစ်ပေါက်နဲ့ရှေ့ဆုံးတစ်ပေါက်ကိုတိုင်လက်3နိုင်ထိုးရပါမယ်တိုင်လက်3နိုင်ထိုးပြီးပြီဆိုလို့ရှိရင်တိုင်လက်3နိုင်ထိုးပြီးပြီဆိုလို့ရှိရင်သူ့ရဲ့ဒီဘေးဒီပေါက်ထဲမှာပဲသူဖွမီချိတ်လာတဲ့ပေါက်ထဲမှာပဲရှက်ကော်နဲ့ချိတ်ပါမယ်ရှက်ကော်နဲ့ချိတ်မယ်ချိတ်ပြီးလို့ရှိရင်ဖွမီတစ်ချက်ထိုးမယ်ထိုးပြီးရင်ညှက်ချလိုက်ပါမယ်ဒီလိုမျိုးလေးဖြစ်ပါမယ်เนาะဒီလိုမျိုးလေးရပါမယ်ဒီလိုမျိုးလေးရလာလို့ရှိရင်ရလာတဲ့ဟာကိုနောက်ကကျိုးလေးကိုအခလေးနဲ့တွင်ပြီးတော့ကျိုးကိုအနဲ့တွင်မယ်တွင်ပြီးလို့ရှိရင်ဒါအလှဘက်เนาะဒါအလှဘက်အလှဘက်မှာဒီမှာအခွေလေးရင်းစီပန်းမွေးအခွေလေးခွေလိုက်ပါမယ်ခွေပြီးလို့ရှိရင်သူ့ကို
ချုပ်ပါမယ်ဒီထဲတွေထိုးပြီးချုပ်ပါမယ်ပြီးရင်တော့ဖြတ်လိုက်ပါမယ်စသိမ်းလိုက်ပါမယ်ဒါဆိုရင်တော့ဒီဖက်ကလေးနှစ်ဖက်ကြားထဲမှာနှင်းစီပွင့်လေးတစ်ပွင့်ရတာပါမယ်ဒါဒီတွဲပြီးတော့တခါလဲထိုးလိုက်တာပါအဲ့လိုမထိုးခြင်းကိုအပြားနေပြီးတော့ထိုးမယ်ဆိုရင်လည်းဒီလိုကြိုးလေးနည်းနည်းရှည်ရှည်ထားပါမယ်ပြားနေထိုးမယ်နှင်းစီပွင့်ကိုထိုးပြပါမယ်ပြီးရင်ခမီ15ကိုတော့4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 1
17 18 14 15ပုံပြီး15ဦးထိုးမယ်ပြီးရင်တစ်ပေါင်း2ပေါင်း3ပေါင်းမြောက်မှာတိုင်လက်ထိုးမယ်တိုင်လက်3ခုထိုးမယ်3ပေါင်းမြောက်မှာတိုင်လက်ထိုး3ခုထိုးမယ်ပြီးရင်ဘေးနာကပုံပြီးတစ်ချက်ရှင်းစီမှာတိုင်ရှည်3နိုင်စီတစ်ပေါက်ကိုတိုင်ရှည်3နိုင်နဲ့ထိုးသွားပါမယ်တစ်ပေါက်တစ်ချက်စီနဲ့တိုင်ရှည်3နိုင်ထိုးသွားတိုင်ရှည်3နိုင်နောက်ဆုံးတစ်ပေါက်မှာတိုင်လက်နောက်ဆုံးတစ်ပေါက်မှာတိုင်လက်3နိုင်ထိုးပါမယ်နောက်ဆုံးတစ်ပေါက်မှာတိုင်လက်3နိုင်ထိုးပါမယ်ပြီးလို့ရှိရင်ဒီဟာလေးကိုထိုးတာကြတော့ချင်းဟာ2ခုနဲ့ပြီးရင်ဒီမှာအဆုံးသတ်ပါမယ်နောက်ဆုံးတစ်ထိုင်မှာအဆုံးသတ်ပါမယ်ချင်း2ခုထိုးပြီးတော့ရှက်ကော်လေးနဲ့ပိတ်လိုက်ပါမယ်ပြီးရင်ဟိုမီတစ်ချက်ထိုးပြီးတော့ညှက်ချလိုက်ပါမယ်ကျိုးရှည်ရှည်လေးညှက်ချလိုက်ပါမယ်ဒီလိုမျိုးလေးရလာမယ်ရလာတဲ့ဟာကိုမှဒါအပြင်ကနေပြီးတော့အပြင်ကနေနှင်းစီဝင်ထိုးပြီးမှဒီကိုကတ်မှာပါဒီလိုနှင်းစီပွဲကိုအပြင်ကနေထိုးချင်တဲ့လူကလည်းအပြင်ကနေထိုးပြီးတော့မှတက်လို့ရပါတယ်ခိုင်အောင်လို့ဒီထဲကိုထိုးထည့်ပြီးတော့ဒါဆိုရင်ဒီလိုမျိုးလေးရမယ်ဒီအစိမ်းအောင်လေးနှစ်ခုရဲ့ဒီအလဲမှာအပေါက်ကလေးရှိတယ်အဲ့အလဲအပေါက်ကလေးတွေကိုရှိုးပြီးတော့တွင်းလိုက်ပါမယ်ရှိုးပြီးတော့တွင်းလိုက်လို့ရှိရင်ဒီမှာပန်းဝင်လေးရှိပါတယ်အဲ့ဒါကိုဒီနောက်ဘက်မှာခြီပါမယ်ဒီလိုခြီပါမယ်ခြီပြီးတော့မှသူ့ကိုလည်းခိုင်အောင်လို့အခလေးနဲ့လိုက်တွဲပါမယ်ခြီပြီးတော့သူ့ကိုလည်းခိုင်အောင်လို့ဒီဘက်ကဟာလေးတွေနဲ့လိုက်တွဲပါမယ်
ဒါဆိုရင်တော့ပန်းမွင့်လေး2ပွင့်ရပါပါပြီပန်းမွင့်လေး2ပွင့်ရပါပါပြီအဲ့လိုမျိုးဒီဂျားလေးတွေမှာပန်းမွင့်လေးတွေလိုက်ပြီးတော့အဲ့လိုမျိုးထိုးရပါမယ်နောက်ဆုံးအပေါက်မှာတိုင်လက်3နိုင်ထိုးပါမယ်တိုင်လက်3နိုင်ထိုးပြီးရင်သူထိုးထားတဲ့အဲ့ခွင်းထဲကိုရှက်ကော်လေးနဲ့ချိတ်ပါမယ်ချိတ်ပြီးရင်ဖွမီတစ်ချက်ထိုးပါမယ်ထိုးပြီးရင်ညှပ်ချလိုက်ပါမယ်ကျိုးရှည်ရှည်လေးညှပ်ပါမယ်ဒီလိုမျိုးလေးရတာကိုပန်းခွေပါမယ်ဒီလိုမျိုးလေးခွေမယ်
ဒါဆိုရင်ပန်းမွန်လေး3မွန်အဲ့လိုမျိုးပန်းမွန်လေးတွေထောက်လျှောက်ပန်းမွန်လေးထောက်လျှောက်ထိုးသွားပါမယ်ခုဆိုရင်ကောင်းစီခွေးလေးကထိုးလို့ပြီးသွားပါပြီဒီလိုပုံစံလေးရလာပါမယ်အားလုံးကျေးဇူးတင်ပါတယ်